Okay,ဒီဝက်ချက်လေးနှစ်ချောင်းဆက်ကြည့်ကြည့်အောင်နော်ဒီဝက်ချက်လေးနှစ်ချောင်းကဆိုလို့ဘယ်လိုရေးထားလဲနော်ဘာနဲ့ဖွဲ့စည်းထားလဲကြည့်အောင်နော်ဒီဆုံးဆရာတို့ buff form ကြည့်အောင် buff form က like နော် like ကိုတွေ့နော်ကျောင်းစလုံး like ပြီးထားနော်subject ကရှာလို့တွေ့ပေါ့နော် buff တွေ့ပြီဆို subject ကရှင်းထားတယ် subject က my friends နော်အောက်မှာလဲ my friends okay အဲ့ဆိုရင်ကြည့်အောင် exciting နော် exciting movies အောက်ကကြတော့ဗောလေ watching movies နော် excite EXCITE ဆိုတဲ့ verb form နော် verb form တော့ ing ပေါင်းလိုက်နော် exciting နော်ဒီကောင်ကြတော့အောက်ကကြတော့ WATCH ကို ing ပေါင်းလိုက်နော် watching နော် watching okay အဲ့တော့အဲ့နှစ်ခုမှာဆိုရင်ဆရာတို့ကသိထားမှာကဒီစကလုံးတွေရဲ့နော်ဟိုပုံစံပေါ့နော်သူ့ရဲ့ပုံစံကဘာလဲဆို exciting ကကြတော့ adjective အလုပ်လုပ်တာ exciting နော် exciting ကဒီအရှိကဒီ movies ကိုသူကဗာလဲ modify လုပ်ထားတာ adjective form နော်အောက်ကကျတော့သူက adjective မဟုတ်သူကဘာကြီးလဲ gerund သူက gerund နော် gerund ဆိုတော့သူက modify လုပ်ထားမဟုတ်သူနော်တလုံးနဲ့သူကရက်တည်ထားအောင်နော်အဲ့တော့ watching ကြည့်ချင်းနော် gerund ဆိုတော့ချင်းလို့နော်တာလို့ဟောပြန်တာပေါ့နော်အဲ့တော့ဒီ watching ကဒီမှာဆရာတို့ gerund တွေကသူကသဘောတရားကသူက noun ပုံစံဆိုနော် noun ပဲနော်အဲ့ဒီ watching ကဘယ်နေရာမှာနေရလဲဆိုတော့ like ရဲ့နောက်ဆိုဒီကောင် object နော် object နေရာမှာအဲ့တော့ဒီကောင်လည်းအတိုင်းပဲ exciting movie exciting adjective က movies ကိုနော် modify လုပ်ထားဆိုသူနှစ်ခုပေါင်းလိုက်ရင်လည်းသူက noun ပဲသွားကြနော်သူလည်းအတိုင်းပဲနေရာပဲနေရာယူထားတယ်ဆိုတော့ object နေရာယူထားတယ် okay အဲ့ဆိုရင်ဘာသာပြန်ပြီးကြတော့꿰ဝိုင်နော်ဒီမှာကြတော့exciting movie ကြတော့စိတ်လှုပ်ရှားဖွယ်ကောင်းသောရုပ်ရှင်ကားတွေနော်ဒီမှာကြတော့ရုပ်ရှင်ကားတွေကိုကြည့်ချင်းနော်အဲ့လိုမျိုးဘာသာပြန်မှရမှာနော်အဲ့တော့ပရမဟာဆိုရင်ကျွန်တော်တကယ်ချင်းတွေကလည်းနော်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ရုပ်ရှင်တွေကိုကြိုက်တယ်နော်အောက်ကကြတော့ကျွန်တော်တကယ်ချင်းတွေကရုပ်ရှင်တွေနော်ကြည့်ချင်းကိုကြိုက်တယ်နော်အဲ့တော့ဘာသာပြန်ခြင်းမတူဘူးနော်အဲ့ဒါလေးသိထားမယ်